အတိတ်တခါတလေအတိတ်ဆိုတာလက်ခဲအားကုန်သွားလို့ရက်နေတဲ့နိုင်နဲ့တူတယ်တိုက်ဆိုင်မှုသို့မဟုတ် trauma ဆိုသည့်တကယ်ထဲလိုက်မှအသက်ပြန်ဝင်လာသည့်နိုင်လိုပင်ကျမအတွက်တော့အတိတ်ဆိုတာလမ်းလျှောက်နေရင်ရုတ်တရက်ရင်းနှီးသည့်ခေါ်တန်တစ်ခုကြားလို့နောက်ပြန်လှည့်ကြည့်လိုက်တော့ကျမမဟုတ်တော့သည်ကျမကပြစ်စုံပံကကျမအားဟားတိုက်ပြီးရေပြလိုက်ဝမ်းနေပြီးငိုပြလိုက်ပောက်ကွဲပြီးတချင်းတွေအော်ဆိုပြလိုက်ကျမပြောင်းလဲသွားကြောင်းပြောလိုက်ကျမပြောင်းလဲသွားတာသူ့ကြောင့်ဖြစ်ကြောင်းပြောပြလိုက်နှင့်ပင်နေ့လေကရုံးမှာကျမတို့အဖွဲ့ကောင်းဆောင်ကကျမအားဟိုတစ်ခေါက်မီတင်မှာပြောထားတယ်လေဒါက TikTok ပေါ်ကိုမတင်နဲ့အောင်လို့ဟုကျမအားသတိမေ့ခြင်းကြောင့်စိတ်ဆိုးကပြောလျင်ကျမကဟုတ်မေ့သွားလို့ပါနော် sorry ပါဟုခေါင်းငုံကတောင်းပန်လိုက်သည်ကျမကမီတင်ဆိုသည့်အတိတ်ကလေးကိုအမှုမဲ့အမှတ်မဲ့မေ့သွားခြင်းကြောင့်အလုတ်ကိုထိခိုက်ရသည်တချို့တွေကထင်တတ်ကြသည်မှာအတိတ်ဆိုတာမေ့ပင်မှရှေ့ဆက်ရမယ့်ခရီးတွေကိုအားအိမ်များဖြင့်ဖြတ်တန်းနိုင်ပြီးထင်တတ်ကြသည်တကယ်တော့အတိတ်ဆိုတာပစ္စုပန်ကိုရောက်ဖို့ရိုက်ချိုးလို့မရသည့်လှေကတစ်တွေပင်အတိတ်ဆိုတာအတင်းကြီးလှုပ်ယူပြီးမေ့ပြရမယ့်အရာလည်းမဟုတ်ဘူးကျမတို့ရဲ့မှတ်ဉဏ်ဆဲတွေကတရက်တရက်ကုံသွားတိုင်းသူ့အလိုလိုနည်းနည်းစီဆုံးရှုံးသွားတတ်သည့်အရာများဖြစ်သည်ထို့ကြောင့်အသက်ကြီးပိုင်းတွေမှာကိုယ်နာမည်ကိုမေ့နေ့စဉ်ထမင်းစားပြီးပြီလားဆိုတာတွေမေ့ပြီးငဲမှုပြန်တတ်ကြသည်ကျမထို့အကြောင်းစဉ်းစားနေတော့မှပဲငဲမှုပြန်နေသည့်ကျမအတော်ဤဗီဒီယို Facebook ပေါ်တက်လာသည်ကျမအကိုဝမ်းခွဲဖြစ်သူကငဲမှုပြန်နေသည့်သူ့အမေအားထမင်းစားပြီးပြီကျမ်းမာခြင်းဟုရွတ်ပြလျင်အမေဖြစ်သူကထမင်းစားပြီးပြီကျမ်းမာခြင်းထမင်းစားပြီးပြီကျမ်းမာခြင်းထမင်းစားပြီးပြီကျမ်းမာခြင်းဟုနှစ်ခေါက်သုံးခေါက်ရွတ်လေသည်ကျမတို့စကားပြောတတ်ခါစားကကျမတို့မိဘများကစကားတခွန်းကိုအခါခါသင်ပေးခဲ့တယ်လို့ပင်ထိုအခိုက်အတန့်တွေကကျမတို့ရဲ့အတိတ်တွေပါပဲကျမတို့မိဘတွေမေ့တက်လာသည့်အခါအရာတစ်ခုကိုအခါခါပြန်မေးလာသည့်အခါထိုအတိတ်တွေကဘယ်လောက်တောင်ရင်နာစရာကောင်းလိုက်မလဲတို့ပင်မဲ့အတိတ်ဆိုတာရင်နာစရာတည့်ရွက်6တွေလိုမိရှို့ပြီးရင်တော့သင်ခန်းစာဆိုသည့်အနှွေးတက်လေးရဖို့တော့လိုသည်တချို့တွေအတွက်အတိတ်ဆိုတာကိုယ်လေပင်ကိုလာညှစ်သည့်တရေလိုပင်ပြန်တွေးလိုက်တိုင်းအသက်ထွက်မတက်ခံစားရတယ်လွန်ခဲ့သည့်10နှစ်လောက်ကကျမနှင့်တတိုက်ထဲနေခဲ့သည့်ပွင့်ဆိုသည့်အမျိုးသမီးလေးနှင့်လွန်ခဲ့သည့်တပတ်လောက်ကတာမွေထမင်းကျော်ဆိုင်မှာဆုံဖြစ်ကြသည်ပွင့်ကကျမအားရခင်ကလိုပင်ရင်းရင်းနှီးနှီးနှုတ်ဆက်သည်ပွင့်ကကျမအားအမအဲ့တုန်းကစေးကန်းလိုက်လာပေးတာကျေးဇူးတင်ပါတယ်အခုပွင့်စုထားတဲ့ပတ်စံလေးတွေနဲ့အထည်ဆိုင်လေးဖွင့်ထားတယ်ဟုဆိုလျင်ကျမကပြုံးကအဲ့လိုလေးကြားရတာဝမ်းသာပါတယ်ပွင့်ဟုဆိုလိုက်သည်ပွင့်လွန်ခဲ့သည့်10နှစ်ကတဲကုတ်ကန်းတကာမှာအိမ်တောင်တဲ့ယောက်ျားပေါင်းများစွာနဲ့ညာပေါင်းများစွာဖြတ်တန်းခဲ့သည့်အတိတ်ကိုအခုလက်ရှိဘဝနဲ့ဘယ်တော့မှမစုံနိုင်သည့်ပြိုင်မြင်းတစ်ခုလိုသတ်မှတ်ချင်ရှာမှာပေါ့မင်းမကိုဝနာကအနယ်စိမ်းကြီးကိုသူမေးပြချင်ရှာမှာပေါ့ကျမအဆူတော်ပုံရိပ်ဤညငက်နဲ့လူပြော်တယောက်တချင်းကိုနားထောင်မိသည်ပွင့်ကောင်လေးကဒီတချင်းတဲကကောင်လေးလိုပွင့်ကိုထားသွားခဲ့လားဆိုတာပွင့်နှင့်တွေ့တုန်းကကျမသူ့အားမမေးလိုက်မိပါအတိတ်ဆိုတာတခါတလေဖန်ပလင်းအကျဉ်းလေးတဲ့ကဘယ်တော့မှပြန်ထွက်လို့မရသည့်အယမ်းပျော်နေသည့်လူသားလေးတစ်ယောက်လိုပဲလောကကြီးကိုမြင်နေရပြီးအလှတွေပျော်ရွှင်စရာကောင်းသည့်အဖြစ်ဖြတ်တွေကိုခံစားလို့ရနေပေမဲ့ပစ္စုပန်ဆိုသည့်လက်ရှိလောကကြီးတဲ့ကိုမရောက်နိုင်သည့်ဖန်ပလင်းလေးတဲ့ကလူသားလေးပဲကျမကတခါတလေထိုဖန်ပလင်းလေးထဲရောက်သွားတတ်သည်သူ့ကိုသတိရမိတဲ့အခါမျိုးတွေပေါ့သူပြောဖို့ဒီမှာဒီကဘာကြီးตายရနေတာကိုတို့အတူကြည့်ခဲ့ကြသည့်ပန်းကလေးတွေလက်ပြလေးတွေကြောင့်ဖြစ်တယ်လို့ကိုတို့အတူနားထောင်ခဲ့ကြတဲ့တချင်းလေးတွေကြောင့်လဲပါတယ်နီဟုကျမလက်ကိုရင်ခုန်ဘက်တယောက်အကိုတယောက်အဖေတယောက်လိုစိတ်လှုပ်ရှားမှုကျင်နာမှုနှွေးထွေးမှုအပြည့်ဖြင့်ကင်ကပြောခဲ့သည်ထိုဖန်ပလင်းလေးထဲကကောင်မလေးကကျမကိုတစ်ချက်လှောင်ရည်နေသည်တစ်ချက်ထိုကောင်မလေး၏ရဲတဲ့မှာရုံးကလူများ၏အတန်ကိုလွှမ်းမိုးမတက်တစ်ချက်ရက်ွက်ထဲကအတန်များကိုလွှမ်းမိုးမတက်ဖြစ်ရသည်ထိုအခါပစ္စုပန်ဓာတ်လေခါခလုတ်ကိုနှိပ်ပြီးကျမပြန်ထွက်လာရသည်တချို့သူများအတွက်အတိတ်ကအတိတ်သက်မဟုတ်ပြန်ဘူးအတိတ်ကပစ္စုပန်အတိတ်ကအနာဂတ်ဖြစ်ရပြန်သည်ချိနဲ့အားနေနေတဲ့အဖိုးအိုတယောက်နဲ့အခုပစ္စုပန်မှာစကားပြောကြည့်လျင်အတိတ်ကသူဘာတွေလုံနိုင်ခဲ့တယ်ဆိုသည့်စကားတွေပဲပြောမိဖြစ်တော့ကြောင့်
သူ၏အတိတ်ကယခုသူ့လက်ရှိပစ္စုပန်ဖြစ်နေလိမ့်မည်မမေနဲ့ဒီနေ့မနက်စာရင်စကားပြောတော့မမေကကျမအားငါအကြီးကောင်ကိုမွေးပြီးချင်းသွေးနုသားနုနဲ့အဝတ်တွေလျှော်တာသူများတွေလိုမီးနေတဲ့ဆိုပြီးလှဲမနေဘူးတက်တိလည်းရှိသလားမမေနဲ့ဟုအားနဲ့မန်နဲ့အသက်66နှစ်အရွယ်မိခင်ဤစကားမှာကျမလိုတက်တိမရှိသည့်သူအတွက်အားတွေပါပဲမမေအခုလက်ရှိပစ္စုပန်ရဲ့အတိတ်တွေပါပဲအပူလောင်ဘူးသည့်ကလေးလေးတယောက်ဤအပူလောင်သည့်အတိတ်အကြောင်းကိုထိုကလေးလေးကပြန်ပြောလျင်တာနောက်မီးမကင်တော့ဘူးဟုနောက်ဖြစ်လာမည့်အနာဂတ်အကြောင်းကိုလက်ရှိပစ္စုပန်မှာပြန်ပြောမိဖြစ်သည်ထိုကလေးလေးအတွက်ပစ္စုပန်ဟာနောက်တစ်ချိန်ဖြစ်လာမည့်အနာဂတ်တွေဖြင့်ပြည့်နေမည်ဖြစ်သည်ကလေးအများစု၏ပစ္စုပန်ကသူတို့ကြီးလာရင်ဘာဖြစ်ရှင်သည်ဆိုသည့်အနာဂတ်ကိုအမြန်ရောက်ရှင်သည့်စိတ်များလွှမ်းမိုးထားလေးရှိသည်ကိုကျမအိမ်အမြဲလာလေတက်သည့်ကျမတူမကလေးကတက်သေးပြခဲ့သည်အသက်9နှစ်အရွယ်ကျမတူမလေးကကျမအားတီတီမင်းကြီးလာရင်တီတီလိုစပင်ရှည်ထားမှာအခုမမေကမထားခိုင်းဘူးဟူ၍အမြဲပြောတတ်သည်တကယ်တော့ကျမတို့တွေအားလုံးကနေ့တိုင်းအတိတ်မေ့နေကြသည်ထို့ကြောင့်တခါတလေကျမတို့ရဲ့ diary စာအုပ်ကိုကျမတို့ပြန်ဖတ်သည့်အခါမေ့နေသည့်အတိတ်များပြန်ပေါ်လာသဖြင့်ရှယ်လိုက်ငိုလိုက်အားတက်လိုက်ဖြစ်ရသည်အရာအလုံးကိုမှတ်မိနေရင်ကျမတို့ရဲ့နှလုံးသားနဲ့အုံနောက်ကခံနိုင်ရရှိမှာမဟုတ်ဘူးနာကျင်စရာတချို့အတွက်ကျမတို့နှလုံးသားကသူ့အလိုလိုမှတ်ညံတချို့ကိုမေးနိုင်အောင်လုပ်သည့်စနစ်ရှိပြီးသားပဲကျမရုံစင်းချိန်တရက်တွင်ထမင်းကြိုင်ဆွဲကကျမနေရာတောင်မွေမြို့နယ်ရှိတိုက်ခန်းသို့အပြန်လန်း၌ဒေါက်ကောက်နှင့်အဖိုးအိုကိုကြည့်နေသောမြင့်မှန်နှင့်အသက်လက်ပိုင်းအမျိုးသမီးတူကသူ့အဖေအားအဖေအတိတ်ဆိုတာဒီအဖိုးအိုရဲ့ဒေါက်ကောက်လိုပဲပစ္စုပန်ကိုထောက်မှတ်ပေးထားတယ်အဖေသမင်းစားပြီးပြီလားဆိုတဲ့အဖေရဲ့အတိတ်ကိုအဖေမမေ့သေးလို့တော်သေးတယ်ဟုသူမအဖေဤတုံချိချိလက်ကလေးကိုကိုင်ကာပြောလိုက်သည်သမီးတွေအားလုံးရဲ့အတိတ်မှာအဖေဆိုသည့်ယောက်ျားတစ်ယောက်အမြဲရှိနေတတ်သည်ကျမအတိတ်မှာလည်းအဖေဆိုသည့်ဇက်လိုက်ကနေရာယူခဲ့ဘူးသည်ကျမအဖေဤကျဲပြန့်သည့်လက်ဖွားကြီးထဲမှာကျမ၏အတိတ်ကလေးတွေအကြိမ်ကြိမ်နစ်မြုပ်ခဲ့ဘူးသည်ထိုဖခင်ဤတုံချိချိလက်ကလေးကိုကင်ထားသည့်အမျိုးသမီး၏အတိတ်မှာလည်းသူမ၏ဖခင်ကသူမ၏လက်ကလေးအားကင်ကအကြိမ်ကြိမ်အားပေးခဲ့ဘူးလောက်သည်ကျမယခုချိန်တိုင်အောင်သပင်တွေကိုတစုတစည်းတည်းချီပြီးမြင်းမီသပင်ပုံစံထားရတာအလှဆုံးပဲလို့မြင်နေတာအတိတ်ကကျမအဖေဤ ponytail is the best simple is the best ဆိုသည့်စကားကြောင့်ဖြစ်သည်ကျမအဖေပြောတာမှန်ကြောင်းကျမအမေဤအလုပ်ရက်တွေကဖော်ပြနေသည်မမေကကင်မီကယ်များသည့်မုန့်တွေအစားရိုးရှင်းသည့်မြမထမင်းဟင်းတွေကိုပဲအမြဲစားလေးရှိသည်မမေက simple is the best လို့မပြောတတ်ပါတခါတလေကျမမုန့်လေးတွေဝဲလာလျင်မမေအားမမေစားမလားဟုမေးလျင်ငါအဲ့ဓာတွေမကြိုက်ဘူးဟုအမြဲပြောတတ်သည်တခါတရံမှသာစားတတ်သည်မမေအထီးချန်ချင်းများ၏အတိတ်မှာမမေအချစ်ရဆုံးခက်အမျိုးသားတစ်ယောက်ရှိခဲ့ဖူးသည်ထိုအမျိုးသားနှင့်မမေကြားကဆက်နွယ်မှုကြောင့်ကျမဆိုတာဖြစ်လာရသည်ထိုအမျိုးသားကိုဆုံးရှုံးလိုက်ရသည့်နေ့ကမမေ၌မြင်ခဲလာသောမျက်ရည်တို့ဖြင့်မမေကကျမအားသမီးဒက်ဒီမရှိတော့ဘူးဟုပြောသောစကားမှာယခု15နှစ်ကြာသည့်တိုင်အောင်မမေလိန်ပြောတာဖြစ်ရင်ကောင်းမယ်လို့ကျမတွေးမိသည်မမေလိန်နေပဲထားပါတော့ဒက်ဒီကကျမအနာကိုမလာပဲနေနိုင်ပါတဲ့လားသူ့ရဲ့တခုတည်းသောနှလုံးသားထဲကအရေးပါသည့်နေရာတချို့ကိုယူထားသည့်ကျမအနာကိုမလာပဲနေနိုင်ပါမလားပတ်စံမရှိသည့်ကြားကကျမကြိုက်တတ်သည့်တရားတန်မြေပဲဝေဖာလေးကိုဝယ်လာကကျမအား surprise ဒီမှာပါလဲကြည့်ဟုဝေဖာလေးကိုထောင်ပြကကျမအနာရောက်လာမှာပေါ့ကျမယခုရက်နေသည့်အိမ်ရှိဝရဏာကလည်းရခင်ကညနေတိုင်းအလုရှာတာအစင်မပြေ၍ပြန်လာတတ်သည့်ဒယ်ဒီကိုစောင့်နေသည့်ဝရဏာမဟုတ်တော့ပါအတိတ်ကဒယ်ဒီကိုဒူးလေးတန်းတန်းဖြစ်မျောနေသည့်အသက်18နှစ်အရွယ်ကောင်မလေးယခုပစ္စုပန်မှာအလောက်ရနေတာဒယ်ဒီမြင်လျင်ဒယ်ဒီရဲ့အပြုံးတွေကိုဘယ်ယောက်ျားမှလိုက်မိမှာမဟုတ်ဘူးလို့ကျမထင်မိသည်မမေဒယ်ဒီကိုချစ်လိုက်ပုံမှာတော်ယုံမိန်းမလိုက်မိမယ်မထင်ဘူးကိုဘက်ကိုအိမ်ပွဲစားလုပ်ပြီးမိသားစုကိုရှာကြွေးသားသမီးကိုကြောင်းထားခဲ့ရတာတော့အလုံးမရပဲပြန်လာတတ်သည့်ဒယ်ဒီအတွက်ထမင်းဟင်းအစင်သက်နောက်နေ့အတွက်လမ်းစရိတ်အစင်သက်ဖြစ်နေတတ်သည်မမေကဒယ်ဒီကိုပါဇက်ကတော့အမြဲမကျေနပ်ကြောင်းပြောနေပေမဲ့ပါဇက်ကထွက်လာသည့်စကားလုံးတွေကသူ့နှလုံးသားကိုလိုက်မမိခဲ့ပါမမေကဒယ်ဒီအားတနေ့နဲ့တနေ့မဖြစ်နိုင်တာတွေပဲစိတ်ကူးရင်နေတိလားအလုတ်ရှာနေတာဖြင့်ကြားလာပြီဟုဆိုလျင်ဒယ်ဒီကပြုံးကရတော့မှာပါမမရဲ့ဟု
နူးညံ့သောလေသံဖြင့်ပြန်ပြောတတ်သည်ကျမဟာထိုအတိတ်နူးညံ့ခြင်းများနှင့်မိခင်၏တာဝန်ယူခြင်းစိတ်များဖြင့်ပုံဖော်ထားသောတတ္တဝါဖြစ်လေသည်အမေရိကန်များ၏အသားရောင်ခွဲခြားသောအတိတ်ကိုအမေရိကန်လူမဲသမ္မတဘာရက်အိုဘားမားဆိုသည့်တတ္တဝါကစန့်ကျင်ကအမေရိကန်နိုင်ငံသားများ၏အတွေးခေါ်များကိုပုံဖော်ပေးနိုင်ခဲ့သည့်အတိတ်မျိုးကိုလူတော်တော်များများရှင်ထဲ၌မှတ်မိနိုင်၏သို့သောသမ္မတလည်းမဟုတ်မိသားစုစားဝတ်နေရေးတောင်မဖြည့်ရှင်းပေးနိုင်သည်ကျမအဖေ၏ဂီတာကျိုးညိကတချင်းဟစ်သောအတိတ်ကအတန်ကိုကျမကလွယ်၍ဒီကဘာမှာရှိသည့်ဘယ်အမျိုးသမီးမှရှင်ထဲ၌အလေးအနက်မှတ်ထားမိမထင်ဒယ်ဒီကဂီတာကိုင်းကအဆိုတော်ထွင်သိန်းဖြည်းဖြည်းလေးနဲ့ငိမ့်ငိမ့်လေးတချင်းဟစ်ပြခဲ့သည်ဝင်းညင် say shine နတ်တီဘလူးတလိုလူကိုမြူဆွဲကြည့်စေဆိုသည့်တချင်းအမြဲဆိုပြတတ်ခဲ့သည်ထိုစဉ်ကဂီတာနှင့်ပတ်သက်၍ဘာမျှနားမလဲသောကျမဒယ်ဒီကိုကြည့်ကာအားရဂုဏ်ယူခဲ့ရသည်ထိုအတိတ်တွေကဖွင့်ထားသည့်တကားတွေပေါ့မနေ့ကကျမတငယ်ချင်းတယောက်ကကျမအားနင်ကအတိတ်တွေမှာပိတ်မိနေတာဟုအွန်လိုင်းပေါ်ကပြောလျင်ကျမကအတိတ်ဆိုတာဖွင့်ထားတဲ့တကားတွေဟာအချိန်မရွေးဝင်ပြီးအချိန်မရွေးပြန်ထွက်လို့ရတဲ့တကားတွေဝင်လိုက်ရင်နင်မမျောလင့်ထားတဲ့သင်ခန်းစာတွေရမှာဟုပြန်လဲပြောဆိုလိုက်သည်ကျမအတိတ်တွေကိုဆွဲလန်းနေမိပြီထင်တယ်တချို့တွေကတရုတ်ဆောင်တာကိုဆွဲလန်းပြီးမင်းသားမင်းသမီးတွေဖြစ်လာကြတယ်တချို့တွေကတချင်းဆိုတာကိုဆွဲလန်းပြီးအဆိုတော်တွေဖြစ်လာကြတယ်ကျမကတော့အတိတ်တွေကိုဆွဲလန်းပြီးအတိတ်ကပေးသည့်သင်ခန်းစာများဖြင့်လူကောင်းတစ်ယောက်ပဲဖြစ်ချင်တယ်တချို့တွေပြောတတ်ကြသည်မှာအတိတ်ဆိုတာအရေးလိုကိုယ့်အနောက်ကိုလိုက်နေသည့်အရာပင်အရေးတွေကမှောင်နေပေမဲ့အတိတ်တိုင်းကတော့မှောင်မနေခဲ့ပါကျမထိုအကြောင်းစဉ်းစားနေရင်ရုံးပိတ်ရဲ့ညနေခင်းနေဝင်ခံသည့်အချိန်တွင်လမ်းထဲ၌ကိုယ့်အရေးကိုပြန်ကြည့်နေခိုက်မျက်ရည်များဖြင့်အသက်85နှစ်ခန့်လောက်အဖိုးတစ်ယောက်ကိုရုတ်တရက်တွေ့လိုက်ရသည်ကျမထိုအဖိုးအားအဖိုးဘာဖြစ်တာလဲဟုမေးလျင်ထိုအဖိုးကသမီးအဖိုးဝတ္ထုလေးတစ်ပုဒ်ရေးနေတာဒါအဖိုးရဲ့နောက်ဆုံးဝတ္ထုလေးဖြစ်မယ်ထင်တယ်အဖိုးဝတ္ထုထဲမှာပတောက်ပန်းလေးတွေဝေစာနေတာကိုလူတွေကမခုရက်လို့အလှထိုင်ကြည့်နေကြတာသမီးရဲ့ဒီနေ့အဖိုးပတောက်ပင်ကြီးတပင်အောက်ရောက်ခဲ့တယ်လူတွေကအကိုင်းအခက်တွေအကုန်ချိုးသွားကြပြီသမီးရဲ့အဖိုးရင်တွေကိုနင့်လို့အဖိုးကအတိတ်ကမူလအကိုင်းအခက်မကြိုးသေးတဲ့ပတောက်ပင်ကြီးကိုမြင်ချင်ခဲ့တာအခုပစ္စုပန်မှာတော့အလကားပဲသမီးလေးရဲ့ဟုကျမအားဆိုလေသည်ကျမကမျက်ရည်များတုပ်နေသည့်အဖိုးအားအဖိုးရဲ့မငိုပါနဲ့တော့အဖိုးဝတ္ထုလေးကိုဒီလိုလေးပြောင်းကြည့်ပါလားဝတ္ထုထဲမှာအဖိုးကအိမ်မက်လေးတစ်ခုမှတ်တယ်အိမ်မက်ထဲမှာအဖိုးအသက်က30ဝန်းကျင်လောက်ပဲရှိသေးတယ်ဘလောက်ပင်ကြီးတပင်အောက်မှာအဖိုးအပါဝင်လူတွေအားလုံးကဝေကောင်းစားတာတွေနဲ့ပတောက်ပန်းတွေကိုမခုရက်လို့ဖြာတွေနဲ့ထိုင်ကြည့်နေကြတာအိမ်မက်ထဲမှာပတောက်ပန်းနှံတွေကလှိုင်လို့ပတောက်တချင်းတွေလည်းဖွင့်ထားကြတယ်အိမ်မက်ကနိုးလာတော့အဖိုးအိမ်မက်လေးကြောင့်ပျော်နေတယ်အသက်30တုန်းကအတိတ်အကြောင်းပြန်စဉ်းစားနေမယ်အဲ့လိုဆိုရင်မကောင်းဘူးလားအဖိုးဟုမေးလျင်အဖိုးကဝမ်းတဲ့နေရာမှာရုတ်တရက်အားတက်သွားကကျမလက်ကလေးကိုကိုင်ကကျမအားသမီးလေးရဲ့ကျေးဇူးတင်လိုက်တာအဖိုးစိတ်တွေလက်ဆက်သွားတာပဲတာဒုပါငါမီးလေးရဲ့သမီးလေးမနောကန်ကုသိုလ်နဲ့ဝစီကန်ကုသိုလ်ရသွားပြီအဖိုးသွားတော့မယ်နော်ဟုဆိုကကျမကိုနှုတ်ဆက်ပြီးညင်ညင်တတလေးလမ်းလျှောက်သွားတော့သည်အတိတ်ဆိုသည့်လိမ္မော်ဖြော်ရည်လေးကြောင့်အဖိုးတယောက်လမ်းဆန်းသွားပုံရသည်ကျမထိုအကြောင်းကိုမမေအားပြောပြလျင်မမေကကျမအားကြောင်တောင်တောင်နဲ့ဘာတွေသွားပြောနေတာလဲဟုဆိုလျင်ကျမကအော်မမေရဲ့အဖိုးကလမ်းမှာတော်တော်ငူနေတာအဲ့ဒါကြောင့်မီးချော့လိုက်တာအေးပါအယူကငူအယူကချော့နင့်ကိုတော့မပြောတော့ဘူးပြီးရင်အစွဲလန်းကလည်းကြီးသေးတယ်အတိတ်ဆိုတာပြန်ရနိုင်တဲ့အရာမှမဟုတ်တာဟာမမေကလည်းအတိတ်ဆိုတာပြန်မလို့ခြင်းလဲကိုပိုင်ဆိုင်ပြီးသားပြဆက်တပုတ်လိုပဲကိုနင်တော်စကားများတယ်နော်ဟုကျမအားဆိုကမနက်မင်းချိုင်းထဲဖို့ပဲသီးများတွားညက်လေသည်မမေကအတိတ်ကြောင်တွေးမိလျင်အလွမ်းများကိုကြောက်ရိပ်လားမသိကိုမကြိုက်သည့်ရုပ်ရှင်ကားကိုရှစ်ပစ်တယ်လို့အတိတ်ကိုရှစ်ပစ်သည်ဒါမှမဟုတ်ပစ္စုပန်ကိုပဲပြည့်ပြည့်ဝဝခန်းစားချင်၍လားမပြောတတ်တခါတရံမှသာအတိတ်အကြောင်းကိုပြောတတ်သည်အတိတ်ဆိုတာတကယ်တော့လူသားအဆင့်ဆင့်ပြောင်းလဲလာခြင်းရဲ့တမိုင်းတစ်ခုပဲကိုဘာကြောင့်ပြောင်းလဲလာသလဲဆိုသည့်အတိတ်ကိုကတေချာမလေးလာလျင်ကိုဘယ်လိုလူလဲဘာ
ဘာကြောင့်ဒီလိုလူဖြစ်လာရတာလဲဆိုသည့်အချက်ကိုမေ့ပြီးတောင်ထိပ်ကိုရောက်ပြီးမှဘယ်လိုရောက်လာရတာလဲဆိုသည့်လမ်းကိုမေ့နေသည့်သူလိုဖြစ်နေလိမ့်မည်တို့ပင်မဲ့မမေအတိတ်အကြောင်းပြန်မပြောချင်သည့်အကြောင်းကမမေအတွက်အတိတ်ညီမျှချင်းနာကျင်မှုဖြစ်နေ၍ဖြစ်သည်ဒက်ဒီရဲ့ဆွမ်းဆောင်ရည်မပါဘဲသားသမီးကြောင်းစရိတ်မိသားစုစားဝတ်နေရေးကိုမိန်းမသားတစ်ယောက်တည်းတာဝန်ယူယုံမကပဲအိမ်အလုပ်တွေပါစီမံရသည်ကျမကမမေအားမမေရုန်းကန်ခဲ့ရတာတွေပြန်တွေးရင်အများကြီးပဲနော်ဟုဆိုလျင်မမေကပြန်ပြောပြရမှာမောလို့ပါဟဲ့ရှင်တွေမောလို့ဟုပြန်ပြောတတ်သည်ပြန်မပြောချင်လောက်အောင်ကိုနာကျင်မှာပဲမမေရုန်းကန်ခဲ့တာတွေကိုတေချာပြန်တွေးကြည့်လျင်လဲသူမဤလုံနိုင်စွမ်းတွေကနာကျင်နေသည့်သူမအားဆေးတစ်ခွက်အလားဖြစ်လိမ့်မည်တကယ်တော့အတိတ်ဆိုတာရုန်းကန်ရခြင်းဆိုသည့်ယောဂများဖြင့်နာကျင်နေသည့်သူတစ်ယောက်ဆေးတောက်ဖို့ပင်